FIFA စံတက်မှတ်ချက်ဘောလုံးကွင်း89ကွင်းနဲ့အရွယ်အစားညီတဲ့တတုလောက်ကွက်ရှိတဲ့မော်ရှက်ရွာလူဦးရေ100မပြည့်တဲ့ရွာငယ်တစ်ခုဖြစ်တဲ့မော်ရှက်ရွာမှာကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA စံတက်မှတ်ချက်ဘောလုံးကွင်း89ကွင်းနဲ့အရွယ်အစားညီတဲ့တတုတူးဖော်ရေးလောက်ကွက်ကြီးတစ်ခုရှိနေပါတယ်။မော်ရှက်ကျေးရွာမှာရှိတဲ့တတုတူးဖော်ရေးလောက်ကွက်ဟာ9မိုင်မီတာ8000ကျော်ရှိပါတယ်။ FIFA ရဲ့စံနှုန်းအရဘောလုံးကွင်းတစ်ကွင်းကိုအလျား105မီတာအနံ68မီတာသတ်မှတ်ထားပါတယ်။အဲ့ဒီအရွယ်အစားနှစ်ခုကိုနှိုင်းယှဉ်ကြည့်ပါကမော်ရှက်ကျေးရွာမှာရှိတဲ့တတုလောက်ကွက်ဟာဘောလုံးကွင်း89ကွင်းနဲ့အရွယ်အစားညီမျှနေပါတယ်။မော်ရှက်ရွာအနီးမှာတည်ရှိတဲ့တတုတူးဖော်ရေးလောက်ကွက်ဟာရှမ်းပြည်နယ်အရှေ့ပိုင်းကတတုတူးဖော်ရေးလောက်ကွက်တွေထဲမှာအကြီးဆုံးလောက်ကွက်လို့ဆိုနိုင်ပြီးတောင်တွေကိုဖောက်ကာတိဆောက်ထားတဲ့လှိုင်ကောင်းရှည်ဟာ9မိုင်နီးပါးရှိပါတယ်။အဲ့ဒီတတုတူးဖော်ရေးလောက်ကွက်ထဲကိုမော်တော်ယာဉ်နဲ့ဝင်ထွက်သွားလာလို့ရပြီးမျက်နှာစာကိုတော့အဆောက်အဦအကြီးကြီးတစ်ခုဆောက်ထားတာကြောင့်အဝေးကလမ်းကြည့်ရင်အဆောက်အဦတစ်အဖြစ်သာမြင်တွေ့နိုင်ပါတယ်။မော်ရှက်ရွာဘက်မှာလှိုင်ကူဖောက်ထားတာတော်ယုံတန်ယုံဝင်လို့မရဘူး။အထဲမှာအနည်းဆုံး4မိုင်5မိုင်ရှိတယ်ကားနဲ့ဝင်သွားတာတော့ကားတွေနဲ့အသေးပို့လုပ်တဲ့ဓာတ်ပုံရိုက်လို့မရဘူး။မျက်နှာစာကိုအကြီးကြီးတူးပြီးမှအဆောက်အဦဆောက်ပြီးပိတ်ပစ်လိုက်တာလှိုင်ကောင်းတူးတာအဝေးကကြည့်လိုက်ရင်အဆောက်အဦလို့ပဲမြင်ကြတာလို့တတုတူးဖော်ရေးလှိုင်ကူထဲရောက်ဖူးသူတဦးကပြောပြပါတယ်